မင်္ဂလာပါမခုဒီပုံလေးကိုဆွဲပြပါမယ်နာရီပုံလေးပေါ့နော်အဲ့တော့ဒီနာရီပုံလေးမှာပါလဲပေါ့နော်ဒီဘေးမှာဆိုရင်ဒီအတွင်းကနာရီလက်တံနဲ့မိနစ်လက်တံလေးကိုပြင်မှာ dimension လေးပြပြီးရောဆွဲပြထားရတယ်နော်အဲ့တော့ဒီမိနစ်လက်တံလေးကိုတစ်ချက်ကြည့်မယ်နာရီလက်တံလေးပေါ့နော်သူကဒီထိတ်ကလေးကရိုးတန်းတန်းမဟုတ်ဘူးဘယ်လောက်လဲဆိုရင်90 degree ကနေဟိုဘက်ကို30ဆောင်းနေရပါတော့ဒီအောက်က horizontal ကနေကြည့်မယ်ဆိုတော့60ဆောင်းနေတဲ့ line လေးနဲ့ဆွဲထားဖြစ်တယ်အဲ့လိုပဲဒီထိတ်ကလေးကလည်းဒါဒီအပေါ်ကနေဒီ horizontal ကနေ30ဆောင်းထားပါတော့ဒီ vertical ကနေကြည့်မယ်ဆိုရင်ဒီ line လေးက60ဆောင်းထားဖြစ်တယ်เนาะအဲ့ဒါလေးကိုနားလည်ရပါမယ်ပြီးတော့သူ့ရဲ့အကျယ်လေးက3/16ထဲမှာတက်ရင်ရှုံနေမှာဆိုလို့အပြင်မှာပြထားပါအဲ့တော့ဒီမှာဆိုရင်အမတို့ဘာဆွဲရမလဲ circle လေးကနေပဲစဆွဲရမယ်ပေါ့နော်အဲ့တော့ unit က fractional နဲ့ပဲအဲ့မှာဒီအပြင် circle ကနေခုစဆွဲလိုက်ပါမယ် diameter 4ရှိရဲ့ circle comment diameter နဲ့ယူမယ်4 under နောက်တစ်ခါ circle comment under ခောက်ပြီးခေါ်မယ် center ပြီးမယ်ပြီးရင် diameter ဖြစ်တဲ့အတွက် d under 3-1/4 ဆိုတဲ့ circle ဆွဲလိုက်မယ်နောက်တစ်ခါ diameter 3ဆိုတော့ d under 3 under အဲ့တော့ဒီ circle 3ခုရပြီအဲ့တော့ဒီ circle 3ခုဆို diameter 3ရှိရဲ့ circle ရဲ့အတွင်းထဲမှာဒီနာရီလေးပေါ့နော်1နာရီ2နာရီ3နာရီစသဖြင့်အဲ့ထားတဲ့နေရာလေးတွေမှာဒီ line လေးဆွဲထားတယ် line လေးကဘယ်လောက်ရှည်လဲဆိုတော့ 1/4 ရှည် 1/4 ရှည်ရှိရဲ့ line လေးကိုဆွဲထားရဆိုမှဒီထိတ် quadrant ကနေပြီးတော့အောက်ကို direction ပြပြီးတော့ 1/4 ဆိုပြီး line လေးတစ်ချောင်းဆွဲလိုက်မယ်ပြီးရင်သူဘာလုပ်လို့ရမလဲဆိုတော့ polar array နဲ့12ခုပွားလိုက်မယ် AR under select object under polar array ပွားမယ် center map ပေးလိုက်မယ်ဘယ်နှခုလဲဆိုရင်12ခု12 under ရပါပြီနော်နောက်ဒါလေးရပြီအဲ့တော့ဒီထိတ်ကလေးမှာဆွဲထားတာဗာလေးလဲဆိုတော့ဒီ center ကနေဒီ quadrant ထိတ်ကနေအပေါ်ကို diameter 3/8 နဲ့ circle တစ်ခုဆွဲထားတယ်အဲ့တော့မှအဲ့ circle လေးရင်ဆွဲလိုက်မယ် diameter comment နဲ့ဒီ quadrant ထိတ်ကနေ 3/8 under နောက်ပြီးတော့မှဒီ keyway လိုပုံစံလေးเนาะရှေ့မှာလည်းဆွဲခဲ့ပြီးသားဒီပုံစံလေးဆွဲဖို့အတွက်အဲ့ဒါ dimension ဒီမှာပြောမထားဘူး။ဒီမှာ dimension တက်ခဲ့ဖို့မေ့နေနော်။အဲ့တော့ဒီမှာတစ်ခါရေးတက်လိုက်မယ်။ linear နဲ့ဒီထိတ်ကနေဒီ main point အလဲကလွတ်တဲ့နေရာကိုဖြတ်နော် 1/8 ပြီးတော့အကျယ်ကဘယ်လောက်ရှိမလဲ။အကျယ်ကလည်း linear comment နဲ့ပဲယူမယ်ဒီဘက်ကနေဒီဘက်1ပေါ့နော်1ဆိုတော့မှဒီမှာ dimension လေးနည်းနည်းရှုပ်နေတယ်အဲ့ဒါလေးကိုပြန်ပြီးတော့ပေးလိုက်မယ်ဒီနေရာဒီကနေဒီထိဒီလေးနည်းနည်းဆွဲလိုက်မယ်အဲ့ဒါဒီကဒါလွတ်တယ်နော်ဒါလေးထားလိုက်တော့မယ်အဲ့တော့ဒီ keyway လေးဆွဲမယ် 1/8 အနံနဲ့1ရှိတဲ့ keyway ပုံစံလေးဒီဘက်ကအဖိတ်မှု online မယ်နော်ပြီးရင် direction ပြ1 under ပြီးရင်အောက်ဘက်က1/8 underဒီဘက်ကို1 under ပြီးရင် close နဲ့ပေးလိုက်အဲ့တော့ဒီကြောင်းလေးကို midpoint ကင်ပြီးတော့ဒီ circle ရဲ့ဒီ quadrant မှာလာထားမယ် m under select object under midpoint ကနေကင်မယ်ဒီ circle ရဲ့ quadrant ဒီမှာရပြီဆိုရင် click မယ်ပြီးတော့မှဒီအောက်ခြေ line လေးမလိုတဲ့အတွက် mouse တစ်ခါလေး select ပြီးတော့ delete ခဲ့ပါမယ်အဲ့တော့ဒီမှာဒီ circle သွားမထီဘူးဖြစ်နေတဲ့အတွက်မှဘာလုပ်လို့ရမလဲ extend နဲ့ circle သွားထိမယ် enter နှစ်ချက်ခောက်မယ်ရပြီနော်အဲ့နောက်တစ်ခုဒီမှာအမတို့ဘာဖြစ်နေလဲဆိုရင်ဒီ circle လေးကအသေးလေးကရှေ့ရချင်းမပေါ်ဘူးလေဒီမှာပေါ်နေရအဲ့တော့ဒါလေးကိုဖြတ်မယ်ဒီက under ဒါရဲ့ဒီဘက်ရဲ့ဆိုတော့ငါရသွားပြီနောက်တစ်ခုအတွင်းကနာရီလက်တံနဲ့ circle လေးပေါ့နော်ဒီပုံစံလေးမှာအပြင်မှာဆွဲမယ်အဲ့တော့ circle လေးကဘယ်လောက်လဲဆိုတော့ diameter 3/8 နဲ့ circle လေးတစ်ခုဆွဲလိုက်မယ် 3/8 under နောက်တစ်ခုကဒီ line လေးမိနစ်လက်တံလေးပေါ့နာရီလက်တံပေါ့နော်နာရီလက်တံလေးကိုအရင်ဆွဲမယ်နာရီလက်တံဆွဲဖို့အတွက်ဆိုသူ့ရဲ့အကျယ်က 11/16
line comment ခေါ်မယ် FA မှု on မယ်11/16 enter သူ့ရဲ့အကျယ်လေးက3/16 3/16 enter 11/16 ပြီးရင် close နဲ့ပိတ်လိုက်မယ်အဲ့တော့ဒါလေးရပါပြီနော်အကျယ်လေးကဒီမှာပေးထားရနော်3/16ပြီးတော့မှတော့ဒီတိုင်းပဲလားဆိုတော့ဒီပုံစံတိုင်းမဟုတ်ဘူးဒီထိပ်ကနေဘယ်လောက်ပေးသွားလဲဆိုတော့60 degree ကွေးသွားတာအဲ့တော့အမတို့ဘာလုပ်မလဲဆိုရင် line comment လေး line comment မခေါ်မောက်ဒီမှာဆိုရင်ဒါ line နဲ့ဆွဲထားဖြစ်တဲ့အတွက်ဒါလေးကတက်တက်ဖြစ်နေသူ့ကို60လေးစောင်းလိုက်ပါပေါ့နော် midpoint ကနေကိုင်းပြီးတော့သူအလဲကနေစောင်းတာဖြစ်တဲ့အတွက်နော်ဒီထိပ်တက်တဲ့ဆိုအလဲကနေ midpoint ကိုင်းပြီးတော့60စောင်းမယ်အဲ့တော့ RO rotate enter select object enter base point ကဒီ midpoint ကနေလဲမှာဆို midpoint ကိုပေးမယ်ပြီးရင် counter clockwise လဲမှာဖြစ်တဲ့အတွက်မောက်ဒီမှာဒီ line ကိုခြံခဲ့ရမယ်ဆိုတော့ C ပေါ့နော် C enter counter clockwise ဆိုတော့အပေါင်းအပေါ်ကနေ body ကနေဆိုရင်30ဖြစ်တဲ့အတွက်30 enter ဟုတ်ပြီနော်အဲ့တော့ဒီ line လေးရပြီအပေါ်ကနေ30ဆောင်းမှသာဒီ body ကနေ sorry ဒီ horizontal ကနေအပေါ်ဆိုရင်60ပေါ့နော်အဲ့တော့ဒါ horizontal ကနေအပေါ်ဆိုရင်60ဆောင်းတဲ့ line လေးရပါပြီအဲ့လိုပဲဒီရက်ကိုပိတ်ဖို့အတွက်ဆိုရင်ဒီ line လေးကိုပဲထပ်ပြီး rotate လုပ်မယ်နော် RO enter select object enter base point ကဒီ midpoint ကနေပဲကိုင်မယ်နောက်ပြီးတော့အခုက clockwise သွားမှာဖြစ်တဲ့အတွက်30က -30 enter အဲ့တော့ copy မလုပ်ခဲ့ရအောင်နော် copy မလုပ်ခဲ့လဲရရဲဘာလို့ဆိုဖြတ်ရမှာပဲဆိုတော့ထားလိုက်တော့မယ်ပြီးတော့မှဒီမှာဒီ line လေးကဒီကိုလာမထိနေဆိုတော့ဘာလို့ရမလဲဆိုတော့ extend နဲ့ဆက်ပေးမယ် EH enter enter အစွန်လေးကိုနော်သူရဲ့အစွန်လေးဆက်ထွက်ခြင်းနဲ့အစွန်ပိုင်းလေးကိုဆက်လက်ပေးလိုက်ပါပြီးရင် skin နဲ့ထွက်မယ်မလူရာတွေကိုဖြတ်ပါမယ် TR enter enter အဲ့တော့ဒါလေးရပြီနောက်တစ်ခုကတခါတည်း minute လက်တန်လေးကိုမအောင်ဆွဲခဲ့မယ် minute လက်တန်လေးရဲ့အရှည်ကဘယ်လောက်လဲဆိုတော့အရှည်က 15/60 line comment ခေါ်မယ်အပေါ်ကို 15/60 နောက်တစ်ခုကအကျယ်က 3/16 15/16 ပြီးရင် C enter နဲ့ပြင်မယ်အဲ့တော့ဒီ line လေးရလဲအဲ့လိုပဲအဲ့တော့ horizontal ကနေပြီးတော့ဘယ်လောက်စောင်းပါလဲဆိုတော့သူကလည်း30ပဲဆိုတော့ဒီ line လေးကိုမှာတော့ rotate နဲ့30လဲမယ် RO enter select object enter midpoint ကနေလဲမယ် C enter counter clockwise ဖြစ်တဲ့အတွက် +30 အဲ့လိုပဲဒီဘက်ကလည်းလဲမယ် RO enter select object and enter midpoint ကနေကိုင်မယ် C enter C မလုပ်လဲရနော်ဒီမှာ C ပဲလုပ်လိုက်တယ်ရတယ် -30 enter အဲ့ဒါဆိုရင်ဒါလေးရသွားပြီပြီးတော့မှဒီ line က length ဆက်မှာဆိုတော့ extend နဲ့ဆက်မယ် EH enter enter အစွန်လေးကိုဆက်လက်ပြီးရင်ဒီကောင်လေးကုန်ဖြတ်မယ်ဒါကတော့တက်တက်ဖြတ်လဲရတယ်နော်ပြီးတော့မှ trim နဲ့ဖြတ်မယ်မှာ TR enter enter sorry နော် TR enter enter အဲ့တော့နိုင်လက်တန်အောင်မိနစ်လက်တန်လေးရောရပြီအဲ့တော့ဒီလက်တန်လေးကိုဒီ circle ပေါ်လာတင်မယ် enter select object enter midpoint က base point က midpoint ကနေလာကိုင်မယ်။နောက်ဒီမှာဆိုရင်ဒါ F8 မှု on ထားတဲ့အတွက်ကြောင့်မလို့ရွှေ့ရတာအဆင်ပြေအဲ့လိုချိန်မှာ F8 လေးပြန်နေပေးပါ F8 auto မှုလေးပြန်ပြီးတော့ off ပေးပါ quadrant မှာလာပြီးတော့ click မယ်အဲ့လိုပဲဒီကောင်လေး move နဲ့ရွှေ့မယ် enter select object enter midpoint ကနေကိုင်မယ်midpoint ကနေကိုင်မယ်ဒီ center ရဲ့ညာဘက်ဒီဘက် quadrant လေးကိုပေါ် click ပြီးမှ click ချမယ်အဲ့တော့မလိုတဲ့ဒီအောက်ခြေက line comment နဲ့ဆွဲထားတဲ့ line တွေကို select ပြီးတော့ delete မယ်ပြီးရင် extend comment နဲ့ extend comment နဲ့နားလေးတွေကိုဆက်ပါမယ်ကဲရတော့ပါပြီเนาะပြီးတော့မှဒီကောင်လေးကိုမတို့ဒီ circle ရဲ့အတွင်းကိုပို့မယ်ဆိုတော့ M enter move နဲ့ရွှေ့မယ်အကောင်လုံးကို select ပြီးရင် base point က center ကနေကိုင်ရမယ်
အဲ့တော့ဒီ circle ကြီးရဲ့ center ကိုလာပြီးတော့ပို့လိုက်မယ်ကဲဒါဆိုရင်တော့ဒီအပေါ်ပိုင်းလေးပြီးသွားပြီပေါ့နော်နောက်ပြီးတော့မှဒီအောက်မှာဘိန်းလုံးလေးနှလုံးရှိရယ်25/8အကွာကနေပြီးတော့25/8ဟိုဘက်ဒီဘက်ပေါ့နော်25/8ရှိရယ်အကွာကနေ line နှစ်ခု sorry circle နှစ်ခုဆွဲမယ်အဲ့တော့25/8 line လေးအရင်ဆွဲလိုက်မယ် F8 move on မယ် 2-5/8 enter ဒီကောင်ကို midpoint ကနေကြိုင်မယ်enter select object enter midpoint ကနေကြိုင်မယ်ဒီ quadrant မှာလာချပေးမယ် okay ပြီးတော့မှအဲ့ဒီထိပ်မှာ diameter 3/4 နဲ့ circle နှစ်ခုဆွဲပါမယ် 3/8 sorry 3/4 enter ဒီဘက်မှာလည်းလိုပဲအဲ့တော့ mouse copy ပွားလိုက်မယ် CO enter နဲ့ပဲ enter base point ကိုင်းဒီဘက် end point မှာလာချ okay အဲ့ဆိုရင်ဒီဘက်ကပုံလေးတိုင်ရသွားပါပြီနော်အဲ့တော့ဒီမှာလည်းပဲ dimension တွေတက်မယ်လို့ညွှန်လင်းပါတယ်အဆင်ပြေမယ်လို့ထင်ပါတယ် dimension တွေကိုယ့်ဘာသာကိုတက်ကြည့်လိုက်ပါနော်ကျေးဇူးတင်ပါတယ်